လူတွေအထင်မသေးရဲအောင်နေထိုင်တဲ့ညီငါနီနံပါတ်1ပြတ်သားစွာညင်ပါနိုးလို့ပြောတတ်အောင်လေ့လာပါလူတိုင်းရဲ့အလိုကိုလိုက်မနေပါနဲ့ကိုမအားရင်မလုပ်ချင်ရင်အာမနာပဲရင်ကျေးစွာညင်တတ်ပါစေနံပါတ်2စကားကိုနည်းနည်းပြောပါအလုပ်ကိုများများလုပ်ပါကိုအစီအစဉ်တွေအားနည်းချက်တွေကိုလူတိုင်းကိုရှောက်မပြောပါနဲ့ရလနဲ့ပဲသက်သေပြပါနံပါတ်3ကိုနေဟန်ထားရင်ညွတ်ကိုမှတ်ပခုံးကိုဖွင့်ပြီးလမ်းလျှောက်ပါစကားပြောရင်မျက်လုံးချင်းဆိုင်ကြည့်ပါဒါကယုံကြည်မှုရဲ့ပြရုပ်ပါနံပါတ်4ဂတိတီပါလှုပ်ပေးမယ်ပြောရင်ဖြစ်အောင်လှုပ်ပါမသေးချာရင်ဂတိမပေးပါနဲ့စကားတီသူကိုဘယ်သူမှအထင်မသေးပါဘူးနံပါတ်5တတ်တရရနေထိုင်ပါစေးကြီးတာကဝတ်ဖို့မလိုပါတန့်ရှင်းတတ်ရပြီးအခြေအနေနဲ့လိုက်ဖက်အောင်ဝတ်စင်တာကတင့်တန်ဖို့ကိုတက်စေပါတယ်ကိုအရင်ဆုံးလေ့လာပါဒါမှသာလောကကြီးကတင့်ကိုလေးစားလာမှာပါအားလုံးပဲပို့ပြီးတော့တန်ဖိုးရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။